လာစာတစ်ခုတည်းနဲ့မလုံလောက်တော့တဲ့ခေတ်ကြီးမှာ freelancing ဆိုတဲ့စကားကိုကြားဘူးကြမယ်လို့ April ထင်ပါတယ်။အားလုံးပဲမင်္ဂလာပါ April မျိုးပါ။ဒီနေ့မှာတော့နောက်ထပ် income တစ်ခုအနေနဲ့ဝင်ငွေတွေရနိုင်မဲ့ freelance job နဲ့ပတ်သက်ပြီးတော့ April sharing လုပ်ပေးသွားချင်ပါတယ်။ဒီတော့ freelance job ဆိုတာကဘာလဲ။ right ဒီအလုပ်ကိုလုပ်လို့ရနိုင်လား။ဒါမှမဟုတ်ဒီအလုပ်ကိုလုပ်ဖို့အတွက်ကို့မှာဘာ skill တွေရှိနေဖို့လိုအပ်လဲ။ပထမဆုံးဒီ freelance job ဆိုတာကကိုက company တစ်ခုမှာ full time အနေနဲ့ဝင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ project အလိုက်ယူလုပ်တာမျိုးတွေကိုခေါ်ပါတယ်ဒီလိုမျိုး freelance လုပ်ပြီးတော့ဝင်ငွေရှာတယ်ဆိုတာကလည်းအရန်လွယ်ကူနေတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီလိုမျိုး freelance လုပ်ပြီးတော့ဝင်ငွေရှာဖို့အတွက်ကိုယ့်ဘက်ကလိုအပ်တဲ့ skill တွေရှိနေဖို့အရန်အရေးကြီးပါတယ်ဥပမာ video editing တွေလုပ်ပေးတာ content writing တွေလုပ်ပေးတာ social media management မော်ဒီ Facebook တွေ TikTok တွေဒီလိုမျိုး social media platform တွေကို management လုပ်ပေးတာ graphic design တွေဆွဲပေးတာ freelance လုပ်ပေးတယ်လို့ခေါ်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံမှာလည်းဒီလိုမျိုး freelance လုပ်ပြီးတော့တစ်လကိုဝင်ငွေတွေကျန်းနေတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ဒီ freelance လုပ်တယ်ဆိုတာကပတ်စံတွေကိုအလွယ်တကူရနေတာမျိုးတော့မဟုတ်ပါဘူး social media မှာမြင်နေရတယ်လို့မျိုး laptop လေးတစ်လုံးဖွင့်ပြီးတော့လုပ်လိုက်တာနဲ့ချက်ချင်းပတ်စံတွေဝင်ငွေကျန်းနေတာမျိုးတော့မဟုတ်ပါဘူးအရေးကြီးဆုံးကတော့ကို့မှာ skill တွေရှိနေဖို့လိုအပ်ပါတယ် client တွေရှာနိုင်ဖို့လည်းလိုပါတယ်ဒီလိုမျိုး skill တွေအပြင်ကိုမှ freelance လုပ်တဲ့အခါမှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့ဆိုတာကလည်းအရန်အရေးကြီးပါတယ်ဒီအချက်ကိုလည်းအခုမှစလုပ်မဲ့သူတွေအနေနဲ့လုံးဝမမေ့သင့်ပါဘူးဒီတော့ beginner တွေအနေနဲ့ဘယ်လိုမျိုး skill တွေကိုသင်ယူလေ့လာထားသင့်လဲ April အမြင်နဲ့ပြောရမယ်ဆိုရင်တော့ content writer အပိုင်းနဲ့ video editing အပိုင်းနဲ့ graphic designer အပိုင်းနဲ့ digital marketing နဲ့ဒီ social media management အပိုင်းတွေကတော့ freelance market မှာဆိုရင် demand အရန်များတဲ့အလုပ်တွေပဲဖြစ်ပါတယ်ဒီနေရာမှာ April သတိပေးချင်တာတစ်ခုကလူတိုင်းသိနေတဲ့အရာတွေကိုလိုက်ပြီးတော့သိနေတယ်ဆိုတာထက်ကိုယ်တိုင်ဝါသနာပါတဲ့အရာတွေကိုသိယူပါApril အမြဲတမ်းကိုယ့်ရဲ့မောင်နေညီမတွေကိုလည်းအမြဲတမ်းမှားလေးရှိတယ်ဒါကကိုယ်အသက်ငယ်တုန်းအချိန်မှာကိုယ်ဝါသနာပါရာတွေကိုလုပ်ကြည့်စေချင်ပါတယ်ကိုယ့်ရဲ့ဝါသနာကိုဝမ်းစာတစ်ခုအနေနဲ့ပြောင်းလဲနိုင်ဖို့အတွက်စူးစမ်းကြည့်စေချင်ပါတယ်ဘာလို့လဲဆိုတော့ freelance job ဆိုတာက long term gain တစ်ခုလိုပါပဲရေတိုကိုကြည့်လို့မရပါဘူး April တို့ဒီအချိန်နေပေးရမယ်ပေါ့နော်ဒါဆိုရင် freelance လုပ်ဖို့အတွက်ဘာ skill တွေလိုအပ်လဲ April အမြင်နဲ့ပြောရမယ်ဆိုရင်ဒီ freelancing မလုပ်ခင်မှာကို skill တွေဖြည့်ပါ skill တစ်ခုကိုတိဆောက်ပါဒါဆိုရင်ဝင်ငွေကကိုနောက်ကနေပြီးတော့လိုက်လာပါလိမ့်မယ်ဥပမာဘာသာစကားတွေသင်ယူတာအင်္ဂလိပ်ဘာသာစကားတွေတရုတ်ဘာသာစကားတွေကိုသင်ယူမယ်ဆိုရင်ဒီကောင်တွေကဒီ freelance အတွက်တည်းမကဘဲနဲ့နောက်ပိုင်းကိုဘာအလုပ်ပဲလုပ်လို့ကို့အတွက်တေချာပေါအကျိုးပြုနေမယ့်အရာတွေပါ freelancing ကိုပတ်စံအမြန်ရှာနိုင်မဲ့နည်းလမ်းတစ်ခုလို့မမြင်ပါနဲ့ကို့မှာရှိနေတဲ့ skill ကို income အဖြစ်ပြောင်းလဲပေးနိုင်တဲ့ career တစ်ခုလို့ပဲမြင်ပါဗီဒီယိုအဆုံးသတ်မှာ April မှာကျန်တာက freelancing job တွေကလူတိုင်းအတွက်တော့မဟုတ်ပါဘူး skill ရှိတဲ့သူတွေသင်ယူလိုစိတ်ရှိတဲ့သူတွေစူးစမ်းလိုတဲ့လူငယ်တွေအတွက်တော့အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ freelancing မစခင်မှာ skill တစ်ခုကိုတည်ဆောက်ပါ April ရဲ့ဒီလိုမျိုးဗီဒီယိုတွေကိုကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ April ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင်ကျေးဇူးပါ